မင်္ဂလာပါရှင်ဒါကတော့ရောမထုတ်တဲ့ပစုံလုံးလေးဖြစ်ပါတယ်ဒါကပစုံလုံးတွေအတွက်ပဲစားဖို့အတွက်ပစ္စည်းစရာလေးတွေကိုပြထားတာပါမစီတွေကိုမဆလာတွေကိုအဲ့မှာတော့မဆလာကအဓိကထည့်ရမယ်ဘာလို့လဲဆိုတော့သူကပစုံလုံးမဆလာလောက်မှဖြစ်တဲ့အတွက်မဆလာကတော့အဓိကမပါမဖြစ်ပါမယ်ဒီမှာပစုံလုံးကိုစပြီးခွာပါတယ်အဲ့နေရာမှာလေးပစုံလုံးကိုရတဲ့အချိန်မှာဆိုလို့ရှိရင်ပစုံလုံးမှာရှိတဲ့အမဲလေးတွေကိုလေ brush လေးနဲ့တိုက်ရပါမယ်ရတဲ့လောက်ကိုတိုက်ပေးရပါမယ်မရလို့ရှိရင်လည်းထားလိုက်ပါဒီမှာစပြီးတော့ပစုံလုံးခွာလို့ရှိရင်သူ့ရဲ့နောက်ကနောက်အောက်ဘိုက်ကလေးရနေပြီးတော့စပြီးတော့ခွာရပါတယ်ပြီးတော့အထက်မှာကိုမလို့ခြင်းတဲ့ຢာလေးလည်းထုတ်လို့ရပါတယ်မကတော့ကြိုက်လို့မလို့အကုန်လုံးထည့်ပါတယ်အမခွာပါတယ်ဗီဒီယိုရိုက်ပေးရတော့ညီမလေးကဖေးရိုက်ပေးရပါတော့ဒီမှာအားရပဲခွာနေပါတယ်အဲ့ချိန်မှာမီးပြက်နေတဲ့အတွက်မီးအိုးနဲ့ပဲလုပ်လိုက်ပါတယ်အဲ့မှာအရင်ဆုံးခင်းကြီးလေးထည့်မယ်အနှစ်လုပ်ဖို့အတွက်အဲ့မှာစီပူလာတယ်စီနဲ့ကြော်ပြီးခါမှရေထည့်မယ်ရေနည်းနည်းထည့်မယ်အဲ့ချိန်မှာရေကများတော့တက်တော့ကိုချက်ဆောင်းလိုက်ရပါတယ်ခဲနေလေအဲ့နေထားရောက်လာပြီဆိုလို့ရှိရင်သူ့ရဲ့အဓိကပစ္စည်းမဆလာကိုထည့်ပါမဆလာထည့်ပြီးမွေးလိုက်ပါတယ်အဲ့ချိန်မှာမီးလာတော့ပါတယ်မီးလာတဲ့အခါမှာဒင်းဒီကိုပြောင်းတင်ပြီးတော့